Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆရာမတို့ GEDL reading ပိုင်းအတွက်အရင်ရေးကြီးတဲ့ plot structure အကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ plot ဆိုတာဘာလဲ plot ဆိုတာကတော့ဇာတ်လမ်းတစ်ပုဒ်ထဲမှာဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေ events တွေကိုစနစ်တကျစီစဉ်ထားတာကိုခေါ်တာပါအဲ့တော့ကျွန်တော်တို့ plot တစ်ခုမှာဆိုရင် components ကအခြေခံအားဖြင့်5ခုပါပါတယ်ဒါကဘယ်ဇာတ်လမ်းမှမဆိုပေါ့နော်ကိုဘယ်ဇာတ်လမ်းကိုပဲဖတ်ဘယ်ဇာတ်လမ်းမှမဆိုအခြေခံပါတဲ့ components 5မျိုးရှိပါတယ်အဲ့ဒီ5မျိုးကတော့ exposition rising action climax falling action နဲ့ resolution တို့ဖြစ်ပါတယ်အဲ့ဒီဟာလေးတွေကဘာတွေလဲဆိုတာကိုဆရာမတို့တစ်ချက်ချင်းစီတေချာလေးရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ plot တစ်ခုရဲ့ပါဝင်မှုတွေဘာတွေပါလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိရဖို့အတွက်ဆရာမတို့ကတော့ဒီ mounting ပုံစံလေးနဲ့အလွယ်ရှင်းပြတယ်ပေါ့နော်ဒါကတော့ဆရာမတို့ plot mounting လို့ခေါ်တဲ့ဟာလေးဖြစ်ပါတယ် plot mounting အဲ့တော့ခုနကဆရာမတို့ပြောသွားတဲ့ပါဝင်တဲ့ components 5ခုကိုဒီ plot mounting မှာစနစ်တကျစီစဉ်ထားတာကိုတွေ့ရပါမယ်အဲ့တော့ဒီတောင်လေးမှာဆရာမတို့ exposition ကနေစပြီးတော့ကြည့်မယ်ပေါ့နော်ပထမဆုံးပါဝင်တဲ့တစ်ခုကတော့ exposition ဖြစ်ပါတယ်เนาะအဲ့တော့ exposition ဒီတောင်ခြေလေးမှာဆိုရင်ဆရာမတို့အဓိကဘာတွေပါမလဲဆိုတော့ဇက်ကောင်တွေပေါ့နော် characters တွေရဲ့ introduction ပါပါမယ်ဇက်ကောင်တွေကဘလို့ပုံမှန်တွင်ပြင်ရှိတယ်လဲဘလို့စိတ်နေစိတ်ထားမျိုးရှိတယ်လဲဘာလုပ်တွေလုပ်ကြတယ်လဲဇက်ကောင်တွေကဘသူတွေလဲเนาะ character introduction ပါမယ်ပြီးတော့ရင်တော့ setting introduction လဲပါပါမယ် setting ဆိုတာကတော့ဒီဇက်ကောင်တွေဘယ်နေရာမှာရောက်နေတာလဲเนาะမြို့ထဲမှာရောက်နေတာလားသို့မဟုတ်တောရွာတွေမှာရောက်နေတာလားတောင်တန်းပေါ်ရောက်နေတာလားပင်လယ်နားရောက်နေတာလားပေါ့နော်နေရာတွေပြီးတော့အချိန်နေเนาะဘယ်အချိန်မှာလဲ1952မှာလားသို့မဟုတ်2025မှာလားအချိန်ကာလပေါ့နော်ဒီအချိန်ကာလမိတ်ဆက်တွေပါပါမယ်အဲ့တော့ပထမဆုံးအချက်ဖြစ်တဲ့ exposition မှာတော့ဇက်ကောင်မိတ်ဆက်ရယ် setting မိတ်ဆက်ရယ်ဒါတွေကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုတွေ့ပြီးတဲ့အခါမှာတော့ဒီမှာနံပါတ်2အချက်ဖြစ်တဲ့ rising action ကိုတွေ့မှာဖြစ်ပါတယ်ဒီမှာတောင်တက်နေတဲ့မြားလေးတွေ့တယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့ကအခုတောင်ခြေကနေတောင်ပေါ်ကိုတက်လာပါပြီအဓိကတော့ rising action ကဇက်ရှိန်တက်ခြင်းလို့မြန်မာလိုခေါ်ပါတယ်ဇက်ရှိန်တက်လာပြီဒီလိုဇက်ရှိန်တက်လာဖို့ဆိုရင်ဆရာမတို့ကဘာလုပ်ပေးရလဲဆိုတော့ခုနကတော့ make set ထားတဲ့ characters တွေမှာကိုက problem တစ်ခု conflict တစ်ခုစပြီးတော့ထည့်လိုက်ရပါတယ်เนาะဆိုလိုတာခုနကမိတ်ဆက်ထားတဲ့ characters တွေကစပြီးတော့ပြဿနာတစ်ခုခုပရိပတ်တစ်ခုခုကိုစပြီးတော့ကြုံလာရပါပြီเนาะသူတို့အခက်အခဲတစ်ခုခုကြုံလာရပါပြီအခက်အခဲတစ်ခုခုကြုံလာရပြီဖြစ်တဲ့အတွက်ဒီအခက်အခဲကိုဒီ characters တွေအနေနဲ့ဘယ်လိုဖြေရှင်းမလဲเนาะဘယ်လိုဖြေရှင်းမှုစူးစမ်းကြတယ်လဲအဲ့ဒါတွေကိုဆရာမတို့ rising action မှာတွေ့ရမှာဖြစ်ပါတယ်အဲ့လိုနဲ့မှတဖြည်းဖြည်းနဲ့ဘယ်ကိုရောက်လာလဲဆိုရင်ဒီမှာတောင်ထိပ်ကိုရောက်လာပါပြီဒီတောင်ထိပ်နေရာကိုတော့ကျွန်တော်တို့က climax လို့ခေါ်ပါတယ် climax ကတော့ဇက်ရဲ့အထွတ်အထိပ်ပေါ့နော်တကယ်ကိုဇက်ရှိန်အတက်ဆုံးနေရာလို့ပြောလို့ရပါတယ် climax ဆိုတာဇလန်တစ်ပုတ်လုံးရဲ့စိတ်ဝင်စားစရာအကောင်းဆုံးနေရာလည်းဖြစ်ပါတယ်ကျွန်တော်တို့အရှိအစစ်မှာတော့ကဒီ characters တွေကို make set ပေးထားတယ်ဒီ characters တွေမှာဘာပြဿနာတွေကြုံလာရတယ်သူတို့ဘယ်လိုဖြေရှင်းမှုစူးစမ်းကြလဲဆိုတာကို rising action မှာတွေ့လာရတယ်အဲ့ဒီဟာတွေအကုန်လုံးကဒီ climax မှာအားလုံးကိုဖြေချလိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ climax မှာဆိုရင်ဇက်ကအရန်ကိုစိတ်ဝင်စားစရာကောင်းလာပါပြီဒီဇက်ကောင်နေအနေနဲ့ဒီပြဿနာတွေကိုဖြေရှင်းနိုင်မှာလားမဖြေရှင်းနိုင်ဘူးလားမင်းသားဆိုရင်လည်းနိုင်မှာလားရှုံးမှာလားလူဆိုးနဲ့တိုက်ခိုက်တဲ့အခါရလက်ကဘာဖြစ်သွားလဲဒီဟာမျိုးတွေက climax မှာအတွေ့ရများပါတယ်ဆိုတော့ဒါ turning point လည်းဖြစ်ပါတယ်ဇက်ရဲ့အလှည့်အပြောင်းလည်းဖြစ်ပါတယ်တနည်းအားဖြင့်တော့ဇက်သိန်းမှာဘာဖြစ်မလဲဆိုတာကိုလည်းအများစုကြိုပြီးတော့ခံမှန်းလို့ရနိုင်တဲ့နေရာမျိုးဖြစ်ပါတယ်เนาะ climax ဖြစ်ပါတယ်အဲ့တော့တောင်ထိပ်ကိုရောက်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့တောင်ပေါ်ပြန်ဆင်းမယ်ပေါ့နော်အဲ့ဒီပြန်ဆင်းသွားတဲ့အချိန်ကိုတော့ကျွန်တော်တို့ falling action လို့ခေါ်ပါတယ် falling action ကတော့ဇက်ရှိန်ပြန်ပြီးတော့ကျသွားပါပြီကျွန်တော်တို့ဒီဇက်သိန်းမှာဘာဖြစ်မလဲဆိုတာကိုအများစုကို climax မှာမြင်ခဲ့ပြီးတဲ့နောက်မှာတော့ဇက်ကအရန်ကြီးဟိုစိတ်ဝင်စားစရာအပိုင်းနေproblem ပိုင်းနေမတွေ့ရတော့ပါဘူးเนาะဒီ climax ရဲ့နောက်ဆက်တွဲဘာဆက်ဖြစ်လဲဆိုတာလေးတွေကိုပဲအေးနဲ့ရှင်းပြတဲ့เนาะတစ်ခုချင်းစီရှင်းပြတဲ့ပုံစံမျိုးလောက်ပဲ falling action မှာတွေ့ရမှာဖြစ်ပါတယ်
အဲ့လိုနဲ့တော့နောက်ဆုံးမှာတော့ရှင်မတို့တောင်ချီကိုပြန်ဆင်းသွားပါပြီ resolution တနည်းအားဖြင့်တော့ ending မှာဇလန်းရဲ့အဆုံးသတ်အဲ့တော့ဇလန်းရဲ့အဆုံးသတ်မှာတော့ဘာတွေတွေ့ရတယ်လဲဆိုရင်ဇက်ကောင်နေဘာဖြစ်သွားသလဲနောက်ဆုံးဘာဖြစ်သွားသလဲနော်ဆိုတော့ intro တုန်းကဇက်ကောင်နေရဲ့အခြေအနေကဒီလို ending မှာကရောသူတို့ဘာတွေပြောင်းလဲသွားတယ်လဲเนาะ change ပေါ့เนาะအဓိကတော့ဘာပြောင်းလဲသွားတယ်လဲပြီးတော့နောက်တစ်ခုကတော့ဒီ moral ပေါ့เนาะဒီသင်ခန်းစာအနေနဲ့ရောဘာရသွားလဲအဲ့ဒါတွေကိုဒီ resolution မှာထည့်လေးရှိပါတယ်ဆိုတော့ဆီယမအခုဆိုရင်ခုနကပြောထားတဲ့ components 5ခုကိုဒီတောင်ပေါ့เนาะ mountain ပုံစံနဲ့ရှင်းပြလိုက်တာမျိုးဖြစ်ပါတယ်ဆိုတော့ဆီယမကမျက်လုံးနဲ့ပို့ပြီးတော့မြင်အောင်လို့ဒီ plot ကိုဒီပုံမြင်လေးတစ်ပုံနဲ့ရှင်းပြပေးမယ်ပေါ့နော်ပုံမြင်လေးတစ်ပုံနဲ့ရှင်းပြီးတော့ပြောပြပေးမယ်ဒီပုံမြင်လေးကတော့အားလုံးသိတဲ့အတိုင်းပဲရုံနဲ့လိပ်ပုံမြင်လေးဖြစ်ပါတယ်ဆိုရုံနဲ့လိပ်ပုံမြင်လေးကနော်အားလုံးနားထောင်ဘူးလိမ့်မယ်လို့ထင်တယ်အဲ့တော့ဒီရုံနဲ့လိပ်ပုံမြင်လေးပေါ့အခြေခံပြီးတော့ဒီခုနက plot ရဲ့ပါဝင်မှု components 5ခုကိုခွဲပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့တောင်ချေပေါ့နော် exposition နေရာတနည်းအားဖြင့် introduction နေရာပေါ့အဲ့တော့ introduction နေရာမှာတော့ဒီအတိုင်းပဲ character မိတ်ဆက်မယ် setting မိတ်ဆက်မယ်ပေါ့နော် character မိတ်ဆက်တဲ့အတွက်ဒီဇလန်ထဲမှာဘာတွေပါမလဲရုံလေးပါမယ်လိပ်ကလေးပါမယ်နော်ပြီးရင်ရုံကလေးကအပြေးမြန်တယ်လိပ်ကလေးကတော့သွားတာနှေးတယ်ဒါပေမဲ့ဇွဲရှိတယ်စသဖြင့်တို့ရဲ့အကြောင်းတွေဒါတွေကို intro မှာတွေ့ရပါမယ်ပြီးတော့ဒီရုံနဲ့လိပ်ဘယ်မှာနေလဲတောထဲမှာနေတယ်တာယာတဲ့တောအုပ်ကြီးတစ်ခုမှာတို့နေထိုင်ကြပါတယ်တခြားသောတိရစ္ဆာန်လေးတွေလည်းရှိပါတယ်စသဖြင့်အဲ့လိုမျိုးလေးတွေဇလန်အစမှာမိတ်ဆက်ထားတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကတော့ exposition ဖြစ်ပါတယ်ဏိဒန်းတသက်ဖြစ်ပါတယ်နော်အဲ့လိုနဲ့ကျွန်မတို့ rising action ကိုလာပါမယ်တောင်ပေါ်စတက်ပြီပေါ့ဒါဆိုရင် rising action ဇက်ရှိန်တက်ဖို့ဆိုရင်ကျွန်မတို့သိကြပါ problem သို့မဟုတ် conflict တစ်ခုခုလိုပါတယ်ပြဿနာသို့မဟုတ်ပဋိပက္ခတစ်ခုခုထည့်ပေးဖို့လိုပါတယ်အဲ့တော့ဒီယုံနဲ့လိတ်ကဘာပြဿနာဖြစ်ကြတယ်လဲဆိုတော့ယုံလေးရဲ့ခုနက character မိတ်ဆက်မှာပါမယ်ပေါ့နော်ယုံလေးကအပြေးမြန်နေဒါကြောင့်သူကမာနထောင်လွှားနေတယ်လိတ်ကလေးကတော့အပြေးနှေးတယ်ဒါပေမဲ့သူကဇွဲရှိတယ်အဲ့မှာဘာကပြိပခဖြစ်လာလဲဆိုရင်ယုံလေးကမာနထောင်လွှားပြီးတော့တောထဲမှာလိုက်ပြီးတော့ကြွားဝါနေတယ်လိတ်ကလေးကိုတွေ့တိုင်းနှိမ်မယ်ပေါ့နော်မင်းသွားတာအရင်နှေးတယ်တွေ့တဲ့အခါတိုင်းနှိမ်မယ်ဆိုတဲ့အခါမှာဒီယုံရဲ့မာနထောင်လွှားမှုရဲ့လိတ်ကလေးရဲ့ဒီသူ့ရဲ့ဂုဏ်သိက္ခာကိုကောက်ွယ်လိုတဲ့စိတ်ရဲ့အဲ့နှစ်ခုက conflict စပြီးတော့ဖြစ်လာပါတယ်เนาะအဲ့တော့ဒီ conflict စဖြစ်လာပြီဆိုရင်ဟုတ်ပြီဒီ conflict ကိုယုံနဲ့လိပ်ဖြေရှင်းဖို့ဘယ်လိုစူးစမ်းကြမလဲဒါတွေကိုကျွန်မတို့ rising action ကိုတွေ့ရပါမယ်အဲ့တော့ဒီဇလန်ထဲမှာတော့သူတို့ဘယ်လိုဖြေရှင်းဖို့စူးစမ်းလဲဆိုရင်လိပ်ကလေးကဟုတ်ပြီမင်းအဲ့လောက်မြန်နေဆိုရင်ငါတို့အပြေးပြိုင်ကြမယ်ဆိုပြီးတော့အပြေးပြိုင်မှုစီစဉ်လိုက်ပုံနေအဲ့ဒီဟာတွေပေါ့နော်အဲ့ဒါလေးတွေကို rising action မှာတွေ့ရမှာဖြစ်ပါတယ်เนาะအဲ့တော့သူတို့အဲ့တော့ rising action မှာဘာတွေဆက်ပါမလဲဆိုရင်သူတို့အပြေးစပြီးတော့ပြိုင်ကြတယ်ပြိုင်တဲ့အခါမှာအစပိုင်းမှာတော့ယုံကလေးကအပြေးမြန်တဲ့အတွက်ကြောင့်မို့လို့ရှေ့မှာရောက်နေတယ်ရောက်နေရင်တဖြည်းဖြည်းသူကနေပြီးတော့မာနလည်းထောင်လွှားတဲ့အတွက်ကြောင့်မို့လို့ဒီလိတ်ကတော့ငါ့ကိုမှီမှာမဟုတ်ပါဘူးဆိုပြီးတော့လမ်းမှာတမေးအိတ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါတွေဟာ rising action ဖြစ်ပါတယ်အဲ့လိုနဲ့ကျွန်မတို့ climax ကဘာဖြစ်မလဲเนาะ climax ကတော့ဇက်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ပါတယ်တည့်တဲ့အတိုင်းပဲပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ဘယ်သူနိုင်မလဲဘယ်သူရှုံးမလဲဆိုတာကိုအဖြေပေါ်မဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်မတို့ climax မှာဆိုရင်တော့ဘာတွေပြနိုင်လဲဆိုရင်ယုံကလေးကတော့အိပ်ပျော်နေတယ်အိပ်ပျော်နေတဲ့အချိန်မှာလိတ်ကလေးကဘယ်လိုဖြစ်လဲဆိုရင်တဖြည်းဖြည်းနဲ့ဖြည်းဖြည်းမှန်မှန်လာရင်းနဲ့ပန်းနိုင်နာကိုအလွန်ကိုနီးကပ်လာပါပြီဒါဆိုရင်စဖက်တဲ့သူတွေအနေနဲ့ဟာလိတ်ကလေးရပဲနိုင်သွားမလားယုံလေးရပဲနိုင်သွားမလားဆိုတာကိုရင်ထိတ်နဲ့စောင့်ကြည့်ရမယ့်ပုံအခြေအနေမျိုးကို climax မှာတွေ့ရမှာဖြစ်ပါတယ်အဲ့လိုနဲ့ကျွန်မတို့တောင်မောပြန်ဆင်းပြီးဇက်ရှိန်ပြန်ကြပြီပေါ့နော် falling action မှာတော့ဘာဖြစ်မလဲဆိုရင်ဒီမှာကတော့ဒီ climax ကနေနောက်ဆက်တွဲဖြစ်ရက်တွေကိုဆက်ပြောမှာပေါ့နော်ယုံကလေးကအဲ့ရနေတရင်တို့အခုမှထားပြီးတော့အလန့်တကြားပြေးလာပေမဲ့လို့မမီတော့ဘူးเนาะအဲ့ဒီချိန်မှာလိတ်ကလေးက finish line ကိုကျော်သွားပြီးနိုင်သွားပါပြီဒါတွေကတော့တဖြည်းဖြည်းနဲ့
ရလက်ကောပေါ့နော်ဒီ climax ရဲ့ရလက်လေးတွေကိုတဖြည်းဖြည်းချင်းဖြီချပြတာဖြစ်ပြီးတော့နောက်ဆုံး resolution နှိကုံးမှာတော့ကျွန်တော်တို့နောက်ဆုံးအဆုံးသတ်မှာတော့ဘာဖြစ်သွားလဲဆိုရင်ယုံလေးနဲ့လိတ်ကလေးအပြည့်ပြိုင်တဲ့အခါမှာလိတ်ကလေးကအနိုင်ရသွားပါတယ်เนาะပြီးတော့ကျွန်တော်တို့ moral လေးလည်းထည့်ပြီးတော့ပြောလို့ရပါတယ်လိတ်ကလေးဟာကိုယ်ပိုင်အစွမ်းစာနဲပေမဲ့လို့ဇွဲလုံးလောက်ရရှိရတဲ့ကြောင့်မလို့ပြိုင်ပွဲကိုအနိုင်ရသွားတယ်ယုံကလေးကတော့ဒီမာနာထောင်လွှားပြီးတော့ပြင်းကြီးနေတဲ့ကြောင့်မို့လို့ရေချင်းရှိပေမဲ့လည်းပြိုင်ပွဲမှာရှုံးနိမ့်သွားတယ်ဆိုတော့သင်ခန်းစာပေါ့နော်လိတ်ကလေးလည်းပြောင်းလဲမှုရှိသွားတယ်ယုံလေးလည်းပဲ internet change external change ပေါ့နော်ဒါတွေကိုကျွန်တော်တို့ resolution မှာတွေ့ရမှာဖြစ်ပါတယ်နော်ဒီလောက်ဆိုရင်တော့ဒီကျွန်တော်တို့ဒီ plot မှာပါဝင်တဲ့ components တွေကိုတဆင့်ချင်းစီနားလည်မယ်လို့ထင်ပါတယ်ဒါကတော့ဘယ်ဇလန်မဆိုမှာတွေ့ရမယ်plot ရဲ့ components တွေဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီ GD reading မှာကတော့ဘာကိုမေးတတ်လဲဆိုရင်တော့အဓိကအမေးများတာကတော့ဒီ problem နဲ့ resolution ကိုအမေးများပါတယ်เนาะ problem သို့မဟုတ် conflict ကအကြောင်းသားတွေမှတ်မိမယ်လို့ထင်ပါတယ်ကျွန်မခုနကဒီတောင်လေးမှာပြလိုက်တယ်ပေါ့เนาะ problem ကဘယ်နေရာမှာဝင်လာတတ်လဲဆိုရင်ဒီ rising action ပေါ့ဇက်ရှိန်တက်တဲ့နေရာမှာဒီဇလန်းဖြစ်ဖို့ဆိုရင်တေချာပေါက်ပြဿနာတစ်ခုခုပါရမယ်ဘယ်ဇလန်းမဆိုပြဿနာမပါဘဲနဲ့ကျွန်တော်တို့ဇလန်းဖန်တီးလို့မရအောင်เนาะအားလုံးအဆင်ပြေနေပါတယ်ဆိုရင်ဘာဇလန်းမှဆက်လုပ်လို့မရတော့ဘူးလေအဲ့တော့ဒီမှာကျွန်တော်တို့က problem တစ်ခုကိုတေချာပေါက်ထည့်ပေးရပါတယ်စာဖတ်တဲ့သူတွေเนาะအကြောင်းသားအနေနဲ့လည်းဒီဇလန်းမှာဇက်ကောင်တွေကြုံတွေ့ရတဲ့ conflict သို့မဟုတ် problem ကဘာလဲဆိုတာကိုလည်းရှာတတ်ဖို့လိုပါတယ်အဲ့ဒါကိုဒီ ILA reading မှာမေးတတ်ပါတယ်เนาะ problem ကဘာလဲပေါ့เนาะအဲ့ဒါမေးတတ်တယ်နောက်တစ်ခုအမေးများကတော့ resolution ဖြစ်ပါတယ် resolution ကတော့ဇက်သိမ်းပိုင်းပေါ့เนาะ resolution မှာဘာတွေပြောင်းလဲသွားလဲဇက်ကောင်တွေဘာတွေပြောင်းလဲသွားတယ်လဲဘာဖြစ်သွားတယ်လဲသင်ခန်းစာအနေနဲ့ moral အနေနဲ့ဘာရသွားတယ်လဲ resolution ကိုလည်းမေးတတ်ပါတယ်เนาะဒါဒီနှစ်ခုလေးကအမေးများပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးပဲ plot structure ကိုကောင်းကောင်းနားလည်မယ်လို့မျှော်လင့်ပါတယ်ရှင်မနောက်ထပ်သင်ခန်းစာကြမှာဒီ exercise reading exercise လေးတွေကိုနောက်ထပ် video တစ်ပုဒ်သင်ပေးပါမယ်okay bye bye thank you